ဂျင်တီးနားနဲ့နေတာလန်ကိုကန်ဂျမားကပြန်လဲစုံစည်းခိုင်းခဲ့ရင်โอเคMM football မှာပြန်လဲပြီးတော့ကြိုးဆိုလိုက်ပါတယ်2022ကာတာကမ္ဘာဖလားကွာတာဖိုင်နယ်ညဘောလုံးသမိုင်းနေရပွဲအဆူဆုံးညတညဖြစ်ခဲ့တယ်အာဂျင်တီးနား2-0နဲ့ဦးဆောင်နေပေမဲ့နယ်သာလန်ကနောက်ဆုံးမိနစ်တွေမှာပြန်လာခဲ့တယ်ဝါဆောက်ရဲ့2ဂိုးဖြစ်တဲ့မိနစ်90နောက်ပိုင်းအချိန်မိုး17မိနစ် free kick combination ကဘာကြီးတစ်ခုလုံးအံ့ဩသွားစေခဲ့တယ်။ penalty shootout မှာတော့ Martinez က hero တစ်ယောက်ဖြစ်ခဲ့တယ်။ Messi ရဲ့အာဂျင်တီးနားကိုဆီမီဖိုင်နယ်တက်သွားစေခဲ့တယ်။ဒါပေမဲ့အဲ့ဒီပွဲအငင်းပွားမှုတွေစကားစစ်ထိုးမှုတွေကွယ်မာရက်ပိုပိုဆိုတဲ့ Messi ရဲ့နာမည်ကြီးစကားဒီနေ့ထိလူတွေမမေ့သေးပါဘူး။အခု2026ကမ္ဘာဖလားမှာကန်ဂျမားအာဂျင်တီးနားနဲ့နယ်သာလန်ကိုနောက်တစ်ချိန်ပြန်ဆုံခိုင်းလိုက်တယ်ဆိုရင်ဒါပုံမှန်ပွဲတစ်ပွဲမဟုတ်တော့ပါဘူးဒါ rematch ဖြစ်သွားပါပြီနယ်သာလန်ဘက်မှာတော့2022အကျိုးပြန်စမယ့်အချိန်ရောက်ပြီဆိုတဲ့စိတ်ဓာတ်နဲ့ဝင်လာမယ်အာဂျင်တီးနားဘက်မှာတော့ချန်ပီယံတစ်ခါနိုင်ုံမကနှစ်ခါလဲနိုင်ရမယ်ဆိုတဲ့ဖိအားနဲ့ကစားရမယ်မက်ဆီခေတ်ကုန်ကန်ဒီမှာအာဂျင်တီးနားရဲ့မျိုးဆက်တွေဖြစ်တဲ့ဖာနာဒက်စ်ဂျူလီယန်ကာနာချိုတို့ကတာဝန်ယူရတော့မှာပါနယ်သာလန်ဘက်မှာလည်းဆာဗီရိုင်ယန်ဘာဂျင်ဗန်ဒိုက်တို့ရဲ့အတွေ့အကြုံနဲ့2022ထပ်ပိုတာတဲ့အသင်းသတင်းဖြစ်လာနိုင်ပါတယ်ဝဲစချိန်ဘောလုံးတစ်လုံးလိမ့်လိုက်တာနဲ့2022ရဲ့အမှတ်တရတွေအကုန်ပြန်ပြီးတော့အသက်ဝင်လာပါထွက်ခဲ့တဲ့ချက် goal celebration တစ်ခုဖီယာဆုံးဖြတ်ချက်တစ်ခုတော့ပြိသက်တန်ပေါင်းများစွာရဲ့နှလုံးခုန်တန်ပြောင်းလဲစေနိုင်ပါတယ်2020မှာအာဂျင်တီးနားအနိုင်ရခဲ့တယ်ဒါပေမဲ့2026မှာပြန်တွေ့ခဲ့ရင်တော့သမိုင်းရထက်ရေးမလားဒါမှမဟုတ်နယ်သာလန်ကအကျွေးဟောင်းပြန်ဆက်မလားဖြူတော့ကမ္ဘာဖလားမြက်ခင်းမြင်ပုံမှာပဲသိရပါလိမ့်မယ်โอเคနောက်ရမှာတွေ့ကြတာပေါ့